ပေးပေးကြပါဦးရှင်တင်းဆန်ကတကယ်ကောင်းတာဘလို့နော်ဒါဟော့ဆိုတဲ့နေရာထက်ကြော်လွန်ပြီးတော့အတင်းကြီးတင်းဖြစ်လာပြီ guys ဒါလို့ရှိရင်အခုလောလောဆယ်တာခန်းစားချက်လေးရင်မေးလိုက်မယ်ဘယ်လိုမျိုးခန်းစားရလဲစိတ်လုံရှာစိတ်လုံးချာဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဒီလိုမျိုးဆင်မှာအခုလိုမျိုး grand final ဆော့ရမယ်လို့အမြဲဒီ player တိုင်းကပေါ့နော်အိမ်မက်ထားဘူးကြမယ်လို့ဒါသိကြပါရဲ့ဆိုတော့အခုကလည်းဒီ team 7ကတကယ်ဖြစ်လာခဲ့ပြီဆိုတော့အိမ်မက်နဲ့လက်တွေနဲ့ဘာကွာချားလဲအရင်ခံစားလို့ကောင်းရှမ်းကန်စားလို့ကောင်းတယ်လုံးဝအဲ့ဆိုအိမ်မက်နဲ့လက်တွေနဲ့အခုတကယ်ထပ်တူကြပါရဲ့နော်ကျွန်တော်တို့လုံးဝမကြသေးဘူးအရင်ကကောင်းမွန်လာတဲ့ mechanic တွေ micro skill တွေ champion ရောင်းမှထပ်တူကြမှာဟုတ်ကဲ့ပါလက်စွမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ player တူပါတန်းပေါက်တိုင်ဝဲမစတင်ခင်မှာဒီ အကုန်လုံးမှာ OB တန်းပေါက်ဇီးရန် အခုလိုမျိုးအသေးကြီးတွေကပဲ grand final ဆော့ရမှာဆိုရဲဒီပရိသတ်တွေကျွန်တော်တို့ mobile legend မြန်မာပရိသတ်တွေကိုအားသိစေခဲ့တာအမှန်ပါပဲဆိုတော့ဒီလိုနေရာထိရောက်လာဖို့ဘာတွေပေးဆက်ခဲ့ရလဲရှုံးခဲ့ရတာပေါ့ရှုံးခဲ့ရမှန်တယ်သူတို့ဇာတ်တိုက်တွေနော်ရှေ့စီဇန်1မှာတော့ရှုံးခဲ့ရတယ်တွေ့ကြုံခဲ့ရပါတော့ပရိသတ်ကြီးရဲ့အတွေ့အကြုံတွေကိုချိန်ထည့်နိုင်ခဲ့ပုံမှာဘယ်လိုလဲအချိန်ပေးရတာတော်တော်ကြီးကိုတန်သွားပြီလို့ပြောရမယ်ပေါ့နော်အတင်းအုံနာအနေနဲ့လည်းယုံကြည်မှုဒီလူငယ်စုပွဲယုံကြည်မှုအပြည့်နဲ့အချိန်တစ်ခုထိဒါ support ပေးခဲ့မှုကတော့ဒီချိန်မှာတော့သူတို့ကနော်ထပ်မံရင်ဆိုင်ရတဲ့အသင်းကရန်ကုန်ကလပ်ကိုဆိုတော့ဒီ play တော့ကဒီဆက်စရာအကျွေးလေးရှိရဲဆိုတော့အဲ့လိုမျိုးအရှုံးကိုပြန်လဲချိုးဖျက်ဖို့ယုံကြည်ချက်ရှိလား ready ပဲလား YG3-1 နဲ့ရှုံးလာတာဆိုတော့ပြန်ရှင်းရမှာဆိုလို့ရှိရင်ရန်ကုန်ကလပ်ကိုနဲ့တွေ့ဖို့လဲလုံးဝ ready ပဲပေါ့ ready ပါပဲဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ရန်ကုန် Gladicos အသင်းကအဓိကသတိထားပြီးတော့စော်ကစားမဲ့ကစားသမားဆိုရင်ရောဘယ်သူဖြစ်မလဲမရှိပါဘူးမရှိဘူးလေโอเคပါဆိုရှင်မရှိဘူးပေါ့နော် W အတာ in the chat guys အဲ့လိုမျိုးမေးရမှာကိုသမောင်းအနေနဲ့စကားလေးပြောပေးပါအောင်အခုလိုဆက်လက်အားပေးပါအောင်လို့ကျမ်းပြမယ်ဒီလားညီကိုအတာ